Lambert မိသားစုနှင့်ထူးဆန်းသောအိမ်အသစ်ဇလန်သည် Lambert မိသားစုဖြစ်သည့် Josh သူ၏ဇနီး Renee နှင့်ယင်းတို့၏ကလေးသုံးဦးဖြစ်သော Dalton Foster နှင့်သမီးလေး Collie တို့အိမ်အသစ်တစ်လုံးသို့ပြောင်းရွှေ့လာကြရာမှစတင်သည်အိမ်ပြောင်းပြီးရက်ပိုင်းအတွင်းပစ္စည်းများမစီရသေးမိသားကြီး Dalton ကဖခင်ဖြစ်သူ Josh ငယ်ဘဝဓာတ်ပုံများကိုကြည့်ချင်တော့လဲ Renee က Josh သည်ငယ်စဉ်ကတည်းကဓာတ်ပုံရိုက်ခံရခြင်းကိုကြောက်ရွံ့သဖြင့်ဓာတ်ပုံမရှိသလောက်ဖြစ်ကြောင်းပြောပြခဲ့သည်တရက်တွင် Renee တယောက်အိမ်မှုကိစ္စများနှင့်တချင်းရေးဆက်ခြင်းကိုလှုပ်ဆောင်နေစဉ်သမီးလေး Collie အကြောင်းမဲ့ခဏခဏငိုခြင်းနှင့်အထက်ခိုးမှထူးဆန်းသောအတန်များကြောင့်စတင်စိတ်အနှောက်အယှက်ဖြစ်ရသည်ညနေပိုင်းတွင်တာဖြစ်သူ Dalton သည်အထက်ခိုးတကားပွင့်နေသည်ကိုမြင်ပြီးအထဲသို့ဝင်ရောက်စူးစမ်းရာမှလေကားကျိုးကျကပြုတ်ကျသွားခဲ့သည်ထိုအချိန်တွင်မှောင်မိုက်သောအမှောင်ထုထဲမှတစုံတစ်ခုကသူ့ထံသို့ချင်းကပ်လာတဲ့ကဲ့သို့ခံစားခဲ့ရသည်နောက်တစ်နေ့မနက်တွင် Dalton မှာမိတို့မြနှိုး၍မရဘဲသတိမေ့မျောခေါင်းမှသွားခဲ့သည်ဆရာဝန်များကလာပေါင်းများစွာစစ်ဆေးတော်လဲဆေးပညာအရမိသည့်အကြောင်းရင်းကြောင့်မေ့မျောသွားသည်ကိုရှာမတွေ့ခဲ့ကြပေ3လခန့်ကြာတွင် Renee ကတားဖြစ်သူကိုအိမ်သို့ပြန်ခေါ်လာပြီးကိုယ်တိုင်ပြုစုခဲ့သည်အိမ်တွင်6လမှုများနှင့်အိမ်ပြောင်းခြင်း Dalton ကိုအိမ်ပြန်ခေါ်လာပြီးနောက်ပိုင်း6လမှုများပုံမူပြင်းထန်လာသည်ကလေးထိန်ဆက် baby monitor မင်းတို့ဘာမှမတတ်နိုင်ဘူးငါအခုပဲအဲ့ဒါကိုလိုချင်တယ်ဟုထူးဆန်းသောအတန်များကြားရခြင်း Foster ပြောပြချက်သတိမေ့မျောနေသော Dalton ညဘက်တွင်လမ်းလျှောက်နေသည်ကိုမြင်တွေ့ရခြင်းထူးဆန်းသောပုံရိပ်များ Renee ကိုယ်တိုင်အိမ်ထဲ၌မျက်နှာစိမ်းလူရည်များနှင့်ကတင်ဘေးတွင်လူတစ်ယောက်ရက်နေသည်ကိုမြင်တွေ့ရခြင်း6လမှုများကြောင့်အိမ်တွင်တရေ6သည်ဟုယူဆကအိမ်အသစ်တစ်ခုသို့ထပ်မံပြောင်းရွှေ့ခဲ့ကြတော့လဲထူးဆန်းသောဖြစ်ရပ်များကဆက်လက်ဖြစ်ပွားနေခဲ့သည်နောက်ဆုံးတွင် Josh မိခင် Lorraine အကူအညီဖြင့်အကြမ်းမြင်ရသူ Liz နှင့်သူမ၏အဖွဲ့ဝင်များ Specs နှင့် Tucker တို့ရောက်ရှိလာကြသည် Alex က Dalton ၏အခန်းတွင်ကပ်တွင်နေသောမျက်နှာနီနီနှင့်မိစ္ဆာကောင် Reface Demon ကိုမြင်တွေ့ခဲ့ပြီးအမှန်တရားကိုဖွင့်ဟခဲ့သည် Dalton မှာတာမန်သတိမေ့မျောနေခြင်းမဟုတ်ပါသူသည်ဝိညာဉ်ခန္ဓာကိုယ်ပြင်ပသို့ထွက်ခွာနိုင်စွမ်း astral projection ရှိသူဖြစ်ပြီးအိမ်မက်မက်ရင်းဝေးလံလွန်းသော the further ခေါ်မှောင်မိုက်သောဝိညာဉ်လောကတွင်လမ်းပြောက်ပြီးပိတ်မိနေခြင်းဖြစ်သည်ထို့ကြောင့်သူ၏လွတ်နေသောခန္ဓာကိုယ်ကိုဝင်ရောက်ပူးကပ်ရန်ဝိညာဉ်ဆိုးများနှင့်မိစ္ဆာကောင်ကကြိုးပမ်းနေခြင်းဖြစ်ပြီးအိမ်တွင်တရေချောက်ခြင်းမဟုတ်ဘဲ Dalton ကိုယ်တိုင်ကဝိညာဉ်များကိုဆွဲဆောင်နေခြင်းဖြစ်သည်ပထမတွင် Josh ကမယုံကြည်တော့လဲတားဖြစ်သူငယ်စဉ်ကဆွဲခဲ့သည့်ထူးဆန်းသော